ပလာရှိတဲ့ညာချမ်းကိုပိုင်ဆိုင်နိုင်ကြပါစေဒီနေ့စက်တင်ဘာလ9ရက်နေ့အတွက်တနေ့တာအတွင်းဖြစ်ပေါ်နေတဲ့ထိပ်တန်းရောက်သတင်းတွေကိုပြောပြပေးသွားပါမယ်ကျွန်မမြတ်ပွင့်ဖြူပါပထမဆုံးပြောပြပေးမယ့်သတင်းကတော့လက်နက်ကင်မထားတဲ့အာဏာသိမ်းစစ်တပ်ဝန်ထမ်းတွေမြို့နယ်မိသားစုတွေရုံးဝန်ထမ်းအိမ်ယာတွေကစွန့်ခွာဖို့တတိပေးလိုက်တဲ့သတင်းပါအာဏာသိမ်းစစ်တပ်ကိုတော်လှန်တိုက်ခိုက်ရာမှာလက်နက်ကင်ထားသူတွေကိုသာထိခိုက်ဖို့ရည်ရွယ်တာဖြစ်လို့လက်နက်ကင်မထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ဝန်ထမ်းတွေဝန်ထမ်းမိသားစုတွေအနေနဲ့ရုံးဌာနဝန်ထမ်းအိမ်ယာကနေစွန့်ခွာဖယ်ရှားပေးဖို့ဖက်ဒရယ်ဝင်းဒရုန်းတပ်ဖွဲ့ကအထူးတတိပေးထုတ်ပြန်လိုက်ပါတယ်အာဏာသိမ်းစစ်တပ်ရဲ့တရင်မှုအပါအဝင်အရာရှိတွေနဲ့ရဲတွေအများအပြားတေဆုံးထိခိုက်ခဲ့တဲ့စက်တင်ဘာလ3ရက်မြဝတီမြို့ဒရုန်းတိုက်ခိုက်မှုကိုမနေ့ကထုတ်ပြန်ရမှာအခုလိုတတိပေးခဲ့တာပါဒရုန်းတိုက်ခိုက်မှုတွေဟာတိကျမှုရှိတာမှန်ပေမဲ့မလိုလားအပ်တဲ့ထိခိုက်မှုတွေကနေရှောင်ရှားနိုင်မှုအတွက်မြဝတီမြို့မှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့အာဏာသိမ်းစစ်တပ်တဆွဲထားတဲ့ရုံတွေတပ်စခန်းတွေနဲ့ဝေးရာအရက်ကိုရွှေ့ပြောင်းနေထိုင်ပေးကြဖို့အထူးမြတ်တာရက်ခံတတိပေးထားပါတယ်ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက်မှာအာဏာသိမ်းစစ်တပ်ကတော်လှန်ရေးတပ်ဖွဲ့တွေရှိရာလက်ခတ်တောင်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့လေကြောင်းကပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကော်ဘရာစစ်ကြောင်းကထုတ်ပြန်ထားပါတယ်ဒီလိုတိုက်ခိုက်မှုမှာတော်လှန်ရေးရဲဘော်တွေအနေနဲ့ထိခိုက်မှုမရှိဘူးလို့အတည်ပြုထားပါရဲ့ရှင်တဆက်တည်းပြောပြပေးမယ့်သတင်းကတော့မြဝတီမြို့ဒရုန်းသုံးပြတိုက်ခိုက်မှုဟာဗျူဟာမြောက်တယ်လို့ CDM ဘိုးကြီးသုံးသပ်တဲ့သတင်းမှာမြဝတီမြို့လေကရဲစခန်းနဲ့ထွေအုပ်ရုံးတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကဒရုန်းအုံပြုတိုက်ခိုက်ခဲ့တာဟာစစ်ရေးဗျူဟာအလွန်မြောက်တဲ့တိုက်ခိုက်မှုဖြစ်တယ်လို့ CDM ဘိုးကြီးစင်ရောက The Nation Voice ကိုပြောပါတယ်ပြစ်ခတ်မှုအပြီးအာဏာသိမ်းစစ်တပ်ကလာရောက်စစ်ဆေးတဲ့အချိန်မှာတိုက်ခိုက်နိုင်တာဟာတကယ်ထိရောက်တဲ့ဗျူဟာဖြစ်တယ်လို့သူကဆိုပါတယ်ဒရုန်းကျဲလိုက်တယ်ပေါ့နော်ဒရုန်းကျဲလိုက်တယ်ဒရုန်းနဲ့ကျဲလိုက်တယ်ဘာမှမဖြစ်ဘူးပေါ့နော်စစ်တပ်ရဲ့ဒီရင်လေးကိုကောင်းကောင်းအသုံးချသွားနိုင်တဲ့ဒါဒီလက်ခတ်တောင်ပေါ်ကလှုပ်လိုက်တဲ့အဖွဲ့ကိုကျွန်တော်တော်တော်လေး viewer မြောက်တယ်လို့ပြောချင်ပါတယ်ဒါစစ်တပ်ရဲ့သဘောကတော့ပြစ်လိုက်တယ်ပေါ့နော်မရှိတော့ဘူးပေါ့နော်မရှိတော့ဘူးဆိုတော့မှသူတို့ကဘာဖြစ်တယ်ဆိုပြီးတော့လာရောက်ပြီးတော့စစ်ဆေးတဲ့အနေအထားကိုမှနောက်ထပ်အပိုင်းထပ်ပြီးတော့လှုပ်လိုက်နိုင်တယ်ထိထိရောက်ပေါ့နော်ဒါတကယ် viewer ပဲဗျတကယ် viewer တော်တော်ကောင်းတယ်ပေါ့နော်ပထမတစ်ခါမှာတမင်ထိမထိလှုပ်လိုက်တယ်ဒါပေမဲ့သူတို့မထိဒီကောင်တွေလှုပ်တာမထိပါဘူးကွာဆိုပြီးတော့ဒါကြည့်တဲ့အနေအထားမှာနောက်တစ်ကြော့ပြန်ပြီးလှုပ်လိုက်ဒီ viewer ကကျွန်တော်တို့အရန်ကောင်းတဲ့ viewer ပေါ့နော်ပြီးတော့ဒီယာယီတရင်မှုအဆင့်မြို့နယ်ထွေးဦးအဆင့်တောင်မှလာတဲ့အချိန်မှာတောင်မှပဲသူတို့စီမှာဂျာမာတွေပါပါတယ်ဂျာမာတွေပါတယ်ဒီဂျာမာတွေဟာထိရောက်စွာဒီတော်လိုင်းအဖွဲ့ကသုံးနေတဲ့ဒီဘရုံးတွေကိုထိရောက်အဟန့်တားနိုင်ဘူးဆိုတာကိုဒါတွေ့လိုက်ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီတစ်ချက်ပြောရမယ်ဆိုရင်ဒီ PDF တွေဘက်ကပေါ့နော်ကျွန်တော်တို့လူဦးတော်လိုင်းတပ်သားတွေဘက်ကဤပညာပိုင်းမှာဒီစစ်တပ်ကိုကျွန်တော်တို့ကအစိုးမိုးထားနိုင်ပြီအစိုးမိုးထားနိုင်တာမဟုတ်ဘူးဆိုရင်တော့မှပဲဒန်းတူရင်ဆိုင်လာနိုင်ပြီလို့ဒါကျွန်တော်ပြောလို့ရပါလားအာဏာသိမ်းစစ်တပ်ဟာကရင်ပြည်နယ်အတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေပြီးအာဏာသိမ်းစစ်တပ်ဘက်ကအကြအဆုံးများနေတယ်လို့သူတို့ရဲ့စခန်းတွေကိုပါစွန့်ခွာပြေးနေရတာရှိနေလို့သတင်းအချက်လက်တွေအရသိရပါရဲ့ရှင်နောက်ထပ်ပြောပြပေးမယ့်သတင်းကတော့ရင်းမာပင်အမှန်21တရင်ကဒုတက်စိတ်မှုတအူမိုင်းမတော်တဆဖြစ်လို့ကြာဆုံးခဲ့တဲ့သတင်းမှာစကိုင်းတိုင်းရင်းမာပင်ခရိုင်အမှတ်1စစ်ဒေသရင်းမာပင်အမှတ်21တရင်ကဒုတက်စိတ်မှုတအူဟာမိုင်းမတော်တဆဖြစ်ပြီးကြာဆုံးခဲ့တယ်လို့ကြောက်လုံးကြီး KNG တပ်မဟာစီကသိရပါတယ်အသက်22နှစ်အရွယ်ရှိတဲ့ဒုတက်စိတ်မှုရဲဘော်တပ်ပိုင်ဆိုခေါ်မုံကြီးဟာအာနာသိစစ်တပ်လာမဲ့လမ်းမှာမိုင်းစင်ရင်မိုင်းမတော်တဆဖြစ်ပြီးကြာဆုံးခဲ့တာလို့ဆိုပါတယ်။ရဲဘော်တပ်ပိုင်ဆိုဟာရင်းမာပင်အမှတ်21တရင် KNG ကိုဝင်ရောက်ခဲ့တာ2နှစ်နီးပါးခန့်ရှိပြီဖြစ်ပြီးအားကိုးရတဲ့ရဲဘော်တအုပ်ဖြစ်တယ်လို့သိရပါတယ်။ကြာဆုံးသွားတဲ့ဒုတက်စိတ်မှုရဲ့ဇာပနာကိုတရင်21 KNG တပ်မဟာကရဲဘော်တွေနဲ့ဒေသခံပြည်သူတွေကလိုက်ပါပို့ဆောင်ပေးခဲ့ပြီးတပ်ဖွဲ့နဲ့မသက်ဆိုင်တော့ကြောင်းအမိန့်ပြန်တမ်းကိုဖတ်ကြားပေးခဲ့တယ်လို့လည်း KNG တပ်မဟာကဆိုပါတယ်။ကြာဆုံးတဲ့နေ့2နာရီခွဲအချိန်မှာပဲမိတကြိုပေးခဲ့တာဖြစ်တယ်လို့ KNG တပ်မဟာရဲ့ပြန်ကြားရေးတာဝန်ခံက The Nation Voice ကိုပြောပါရဲ့ရှင်။အခုနောက်ဆုံးပြပြပေးမယ့်သတင်းကတော့ရေလဲကျွန်းဒေသကိုကာကွယ်ဖို့ဒေသကာကွယ်ရေးတပ်တွေစုစည်းပြီးမဟာမိတ်အင်အားစုကိုဖွဲ့စည်းလိုက်တဲ့သတင်းမှာ
စကိုင်းတိုင်းမြောင်မြို့နဲ့မကွေးတိုင်းရေစကြိုမြို့ရဲ့ရေလဲကျွန်းဒေသကိုကာကွယ်ဖို့ဒေသကာကွယ်ရေးတပ်တွေစုစည်းပြီးမဟာမိတ်အင်အားစုကိုဖွဲ့စည်းခဲ့တယ်လို့မြင်းကြံ Black တိုက်က MPTC ကသိရပါတယ်။အာနာသိန်းစစ်တပ်ဟာပွင့်လင်းရာသီမှာရေလဲကျွန်းဒေသကတော်လန်ရေးအင်အားစုတွေစီဝင်ရောက်မယ်လို့သတင်းရရှိတဲ့အတွက်ကြိုတင်ကာကွယ်ဖို့ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးစက်တင်ဘာလ၁ ရက်နေ့မှာဖွဲ့စည်းခဲ့တာလို့ဆိုပါတယ်။ဒါအပြင်ညှိနှိုင်းဆွေးနွေးပွဲကိုတက်ရောက်လာတဲ့မြောင်နယ်ရေစကြိုဒေသကဒေသခံကာကွယ်ရေးအဖွဲ့တွေအကြားဘုံသဘောတူညီချက်10ချက်ကိုသဘောတူလက်မှတ်ထိုးခဲ့တယ်လို့လည်း MPT ကဆိုပါတယ်။ရေစကြိုနဲ့မြိုင်မြို့နယ်မှာတင်မကပဲအခြားဒေသအဖွဲ့အစည်းတွေလည်းပါတယ်လို့ MPT အဖွဲ့ရဲ့ခေါင်းဆောင်ပိုမိုက်ခဲက The Nation Voice ကိုပြောပါတယ်။ MPT ဟာမဟာမိတ်အင်အားစုကိုဖိတ်ခေါ်ဖို့အတွက်ဒေသခံတော်လှန်ရေးအင်အားစုတွေကိုဩဂုတ်လ26ရက်နေ့မှာဖိတ်ခေါ်ခဲ့တာဖြစ်ပြီးစက်တင်ဘာလ1ရက်နေ့မှာညှိနှိုင်းဆွေးနွေးကအခုလိုဖွဲ့စည်းနိုင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။